ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့2026ခုဖေဖော်ဝါရီလ12ရက်ကြာသပတေးနေ့မှာကျွန်တော်တို့ရဲ့4ရက်မြောက်အောင်ပွဲစီကိုအတူတူချီတက်ကြပါမယ်ဇွဲရှိရှိနဲ့အားပေးနေကြတဲ့မိတ်ဆွေများအားလုံးဒီနေ့မှလည်းထပ်တူထက်မြအကန်ခေါင်းကြပါစေလို့ဥစွာဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်မြန်နန်းစိတ်ကြိုက်ရွေးချယ်တင်ပေးနေတဲ့ခဏလေးတွေကိုကြိုက်နှစ်သက်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ share လေးလုပ်ပြီးအားပေးခဲ့ကြပါဦးနော်ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းမိတ်ဆွေတို့စီကိုအမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့အတွက်ကျွန်တော်ရွေးချယ်ပေးထားတဲ့ခဏလေးတွေကို like ကြည့်လိုက်ရအောင်လားဗျာဒီနေ့အတွက်ကတော့3ည4 3ညခွန်3ညရှိနှစ်လေးနှစ်ခွန်နှစ်ရှိ3လေး3ခွန်3ရှိဟုတ်ကဲ့မိတ်ဆွေတို့တေးကြအောင်တစ်ခေါက်ပြန်ပြောပြပါမယ်ဗျ3ည4 3ညခွန်3ညရှိနှစ်လေးနှစ်ခွန်နှစ်ရှိ3လေး3ခွန်3ရှိဒီကဏ္ဍလေးတွေကိုထိုးတဲ့အခါမှာအာထိုးဖို့ကိုလည်းမမေ့ကြပါနဲ့အောင်နော်မနက်ဒါမှမဟုတ်ညနေတစ်ချိန်တေချာပေါက်လာမှာမို့လို့မိတ်ဆွေတို့အနေနဲ့ဂရုတစိုက်နဲ့တေချာလေးထိုးပေးကြပါဗျာကန်တိုက်တူတိုင်းစံနိုင်ကြပါစေအားလုံးပဲကန်ကောင်းကြပါစေဗျာ